ကဲမင်းညကကျုပ် EFL ပွဲစဉ်ကတော့ဒါပြီးဆုံးသွားခဲ့ပြီကျုပ် Chelsea နဲ့ဒါဝူဘဟန်တန်တို့နဲ့ကစားတဲ့ပွဲစဉ်မှာ 3-4 ဆိုတဲ့ရလဒ်နဲ့ကျုပ်အပြန်လန်သွင်းဂိုးတွေနဲ့ဒါ Chelsea အသင်းကအနိုင်ရခဲ့တာပေါ့နောက်ဆုံးမိနစ်ဂိုးတွေလည်းပါတယ်ကျုပ်တဲထိတ်ရီမှုပဲကြည့်ခဲ့ရတယ်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ထိဒါဝူဘဟန်တန်တရေကြတဲ့ကိုလိုက်သွင်းမလားဆိုပြီးတော့တဲထိတ်ရီမှုဆိုတာနဲ့ကြည့်ခဲ့ရတယ်အဲဒါကြောင့်ဒီနေ့မှာကျုပ် EFL ကတ်ချန်ပီယံကစားသွားခဲ့တဲ့ဝူဘဟန်တန်နဲ့ Chelsea တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရဲ့အမြင်လေးတွေကိုဒါပွဲပြီးသုံးသက်ချက်လေးအနေနဲ့ပြန်ပြီးတော့ဆွေးနွေးသုံးသက်ပေးသွားမှာဖြစ်ပါတယ်မင်းညကကြော Chelsea အသင်းကတော့သူတို့ဒါ line up ထုတ်ပွဲထွက်လာတဲ့လူစင်းရုံကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအရန်ကစားသမားတော်တော်များများနဲ့ပဲပွဲထွက်လာခဲ့တယ်ကျုပ်အကုန်လုံးနီးပါးပါပဲဒါတိုစင်တို့ဘာတို့ကလွဲပြီးတော့ကျန်တဲ့ကစားသမားတော်တော်များများက Chelsea အသင်းရဲ့အရန်ကစားသမားလို့ပြောလို့ရတယ်ဟာတိုတို့ကိုလည်းပွဲထွက်လာပြီးတော့ဒါ Gusto နဲ့ဒါနောက်တန်းမှာပွဲထွက်လာတော့အဓိကတော့3 back ပေါ့3 back မှာဟာတိုရဲ့အမ်ချာပေါင်ရဲ့တိုစင်ရဲ့ဒါဒီတိုင်းထားပြီးတော့ဒါ Gusto ကိုအထဲဝင်ကစားခိုင်းနေပြီးလို့ရှိရင် attacking ဘိုင်းမှာဆိုလို့ရှိရင် Jimmy Gitan ရဲ့ Josh ရဲ့ Astrabo ရဲ့ဒီ3ယောက်ရဲ့ဒါလူငယ်တိုက်စစ်3ယောက်ကိုထားပေးထားတယ်အသက်က19တွေ18တွေဒါအတူ19နှစ်ယောက်18တယောက်ပေါ့ဒီကစားသမားတွေဒါတိုက်စစ်နဲ့ဒါပွဲထွက်လာခဲ့တယ်ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်အန်ဒရီဆန်တိုရဲ့လာဖီယာရဲ့ပြီးလို့ရှိရင်နံပါတ်10လို့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ပူနာနော်တီနဲ့ဒါပွဲထွက်လာခဲ့တယ်ပေါ့ပူနာနော်တီရဲ့နောက်ထပ်ခြေစွမ်းပြတဲ့ပွဲတစ်ပွဲကိုကျွန်တော်ထပ်ပြီးတော့မြင်တွေ့လာရတယ်လို့ပြောရမှာပဲဒီနေ့ပွဲစဉ်မှာကျွန်တော်တကယ်ကိုဂိုးရစီခြင်းတဲ့ကစားသမားတွေဂိုးရခဲ့တယ်အစထရာဘူအနေနဲ့လည်းဒီနေ့ပွဲစဉ်မှာသူ့ရဲ့လှပတည်တဲ့ဒါဂိုးသမားကိုကြော်ထဲတဲ့ဂိုးနဲ့ဂိုးရတယ်ဂျီမီဂီဒန်ဆိုလို့ရှိရင်ဒီပွဲစဉ်ရဲ့ဒါအကောင်းဆုံးကစားသမားစုကိုတော့ရရှိခဲ့တဲ့ assistant 2ကြိမ်လုပ်တယ်တွင်းဂိုး1ဂိုးလုပ်တယ် assistant 2ကြိမ်လုံးကလည်းတော်တော်ကောင်းတဲ့ဒါ assistant လို့ပြောလို့ရတယ်ဒီ Josh တွင်းသွားတဲ့အလုံးဆိုလို့ရှိရင်ဘာမှလုပ်ကြမလို့ခြေထောက်လေးထိုးလိုက်ရုံနဲ့ဒါဂိုးရနိုင်တဲ့အလုံးကိုဒါဂျီမီဂီဒန်ကပဲဒါဖန်တီးပေးခဲ့တာပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာကျွန်တော်ကနာချိုနေရာပြောက်လာနိုင်ခြေရှိတယ်အဲ့ဒါကဘာလို့လဲဆိုတော့ဂျီမီကီတန်ကနောက်ပိုင်းအသင်းနဲ့ပို့ပြီးတော့အဝင်ခွင့်ကြဖြစ်လာပြီဂျီမီကီတန်အစထရာဘိုတွဲလုံးကပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်ဒီကနာချိုနာတိုတွဲလုံးကယုံတော့ယုံတယ်ဆိုပေမဲ့ဂိုးမရဘူးဗျာအဲ့ဒါအဓိကပြဿနာပဲကျွန်တော်ဒီကီတန်နဲ့အစထရာဘိုထည့်လိုက်ပြီးဒုတိယပိုင်း60ကျော်80လောက်မှာထည့်လိုက်ပြီးဆိုလို့ရှိရင် Chelsea ရဲ့တိုက်စစ်ကပို့ပြီးတော့မြန်ပြီးတော့အခွင့်အရေးတွေပို့ရတယ်ဂိုးပေါင်း6တာတွေရတယ်ကျွန်တော်အစထရာဘိုကလည်း cross တက်တယ်ဂျီမီကီတန်ရဲ့ cross တွေကလည်းနောက်ပိုင်းဂိုးရှိမှာတွေပဲဟိုလီယန်ဒီလက်တိုလိုဂျောက်ပါရိုတို့လိုကောင်းကောင်းပိတ်သွင်းနိုင်မဲ့ကစားသမားတယောက်သာပါတယ်ဆိုလို့ရှိရင်တေချာပေါက် Chelsea ရဲ့တိုက်စစ်ကဂျီမီကီတန်နဲ့အစထရာဘိုဝန်းနှစ်ဖက်နဲ့ဆိုလို့ရှိရင်ဂိုးရဖို့ကကျင်းသေးတယ်ဗျာဒါတောင်ကိုပါမှာပြန်မလာသေးဘူးဘိုနာနော့တီနဲ့တော်တော်အဆင်ပြေတာဒါတောင်တိုက်စစ်မှာ Josh မို့လို့ Josh နေရာမှာကြောမာဂီဦးသာဆိုလို့ရှိရင်ဒီမနေ့ကညကစားသွားခဲ့တဲ့ EFL ကပွဲစဉ်က Chelsea တဲ့ဂိုးတွေတီးထပ်ပို့ပြီးတော့ကိုရလိမ့်မယ် Josh ကတော့နည်းနည်းလေးပြောမယ်ဆိုလို့ရှိရင် Josh ကအုံနောက်မပါတဲ့ထဲမှာပါတယ်တိတ်ပြီးတော့ဟိုကစားတာရိုးရိုးရှင်းရှင်းအရန်ကြီးဟိုမှာမဖြစ်ဘူးပြီးလို့ရှိရင် Anthony Santos လည်းဒီနေ့ပွဲစဉ်မှာဂိုးရတယ်ဒါသူ့ရဲ့ဒါဂိုးက16 kai area အပြင်ကနေပြီးတော့ရတာပေါ့ Jimmy Gitan ဒါဘောလုံးဖြတ်လိုက်တဲ့အချိန်မှာသူဝင်ယူသွားပြီးတော့ဂိုးရသွားဂိုးကန်သွားလဲတော်တော်လေးကိုလှပါတယ်ပြီးလို့ရှိရင်ဒီပွဲစဉ်မှာဂျီမီဂီတန်ရသွားတဲ့ဂိုးက Chelsea ကစားသမားဒီတခြားမှာ Chelsea အသင်းအတွက်ပထမဦးဆုံးသွင်းဂိုးပေါ့ EFL ကပ်မှာဒါရရှိခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီသွင်းဂိုးကကျွန်တော်ဒီ၄ဂိုးထိရရှိခဲ့တယ်၄ဂိုးတော့လူငယ်တွေကြီးပဲကျွန်တော် Andre Santos ရဲ့ Josh ရဲ့ Astrabo ရဲ့ Jimmy Gitan ရဲ့ဒါ၄လုံးရခဲ့တယ်ပေါ့ပြီးလို့ရှိရင်ဝူဘန်တန်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပွဲကစားချိန်60ပေါ့သူတို့အဲ့ချိန်တကူရသွားပြီပွဲကစားချိန်60နောက်ပိုင်းမှာ Chelsea အသင်းကလူစားလဲတယ်ကျွန်တော် Cucurella တို့ D-Lab တို့ပြီးလို့ရှိရင် Enzo Fernandez တို့ထည့်လိုက်ပြီးတဲ့အချိန်ကြတော့မှ Chelsea အသင်းကနည်းနည်းတိုင်ပတ်သွားပြီးတော့ကျွန်တော်တို့ဒီဝူဘန်တန်ရဲ့ဒါတံပြန်တိုက်စစ်တွေကိုခံရတယ်ဘာမှမဟုတ်ဘဲနဲ့ဂိုးပေးခံရတယ်အဓိကတော့နောက်တန်းပြဿနာပဲကျွန်တော်ဘလို့အခြေအနေမှာ Chelsea တိုက်စစ်ကဂိုးရနေနောက်တန်းကကျွန်တော်တို့ဟိုတန်းစင်းဆောင်ကစုပ်ပြတ်တက်နေတဲ့ဝူဘန်တန်လည်းဂိုးပေးရတယ်ဆိုတာက Chelsea အသင်းရဲ့ကျွန်တော် defensive ဘယ်လောက်ထိအားနည်းနေလဲဆိုတာကိုကျွန်တော်ဖော်ပြနေတာပဲကျွန်တော်အခုချိန်မှာလည်းထပ်ပြီးတော့ဝူဘန်တန်လိုအသင်းမျိုးကိုတွင်းဂိုး3ဂိုးထိပေးရတယ်ဗျာဘောလုံးတွေကဘာမှမဟုတ်ဘူးဗျာဒီလေးပေါ်မှာဟိုထိလိုက်ဒီထိလိုက်နဲ့တခြားကစားသမားရှေ့ရောက်သွားတယ်ဂိုးပေးရတယ်ဒီပုံစံတိုင်းမျိုးကြီးကိုပဲတောက်လျှောက်အဲ့လိုမျိုးပေးနေရတာဆိုတော့ Chelsea အသင်းရဲ့ defense ကတော့တော်တော်လေးကိုပြဿနာရှိနေတယ်ဒီနွေရာသီမဟုတ်ဘူးလာမယ့်နွေရာသီမဟုတ်ဘူးဆောင်းရာသီအပြောင်းရွှေ့မာကိုတော့မဖြစ်မနေသူတို့အနေနဲ့စန္ဒဘက်တစ်ယောက်လောက်ကိုဝယ်သင့်ပါတယ်ဘာလို့ဆိုတော့အဲ့ဒါသာမဝယ်လို့ရှိရင်ဒီတိုစင်တို့အမ်ချာပေါင်လူငယ်လေးရှိတဲ့လူတွေနဲ့ပဲသွားမယ်ဆိုလို့ရှိရင်တေချာပေါက် Chelsea ဒီယာဒီချန်ပီယံလိဥရောပဝင်ခွင့်ရဖို့အတွက်ကတော့ခက်ခဲလိမ့်မယ်ဗျဒီအချက်က Chelsea အသင်းကိုဒုက္ခပေးနေတဲ့အချက်တစ်ချက်ပဲကျွန်တော်ဆန်နာလန်နဲ့ပွဲစဉ်မှာတော့ကလည်းဒီ defense ကြောင့်ပဲဒီနောက်ဆုံးမိနစ်ဂိုး
ဂိုးတွေမှာကျွန်တော်ပေးလိုက်ရတယ်ရှုံးနေခဲ့ရတဲ့အမှတ်တွေနစ်နာစရာတွေအများကြီးပဲအားကြောင့် Chelsea အသင်းရဲ့ defense နဲ့ပတ်သက်ပြီးတော့အများကြီးပြင်ဆင်စရာရှိပါတယ်ဒါအောင် EFL ကပ်မှာကျွန်တော်ဒါသူကနေသူနောက်တစ်ဆင့်တော့တက်သွားခဲ့ပြီပေါ့နောက်ထပ်အပေါ်ရောက်လို့ရှိရင်ပို့ပြီးတော့ကြက်တော့မယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်လည်း Newcastle တို့ Arsenal တို့ဒါ Crystal Palace ဆိုလို့ရှိရင် Liverpool ကိုတော့နိုင်ထားတာဖြစ်တဲ့အကြောင်းမလို့ Chelsea အသင်းနောက်တစ်ဆင့်ကျွန်တော် EFL ကပ်ကိုရောက်တဲ့ခါကြလို့ရှိရင်ဒီတက်ပိုခတ်တဲ့အသင်းတွေနဲ့တွေ့တဲ့ခါကြလို့ရှိရင်အခုလိုမျိုးအမှားမျိုးတွေထပ်ပြီးတော့မှားအောင်တတိထားမှာပဲရမယ်ဒါပေမဲ့ Enzo Maresca ဒီနေ့လူထုတ်သွားတဲ့ပုံကတော့တော်တော်လေးကိုသဘောကျကျင်စရာကောင်းပါတယ် Chelsea အသင်းရဲ့ဒုတိယလူစီရင်ကလည်းဘာဆိုလားပဲဆိုတာကိုဒါသူချပြနိုင်ခဲ့တယ်ပေါ့နောက်ထပ်ပွဲစဉ်ကတော့ဂျာ Chelsea အသင်းတို့ဒါ Premier League မှာ Tottenham Hotspur နဲ့ဒါရှင်မြန်ကစားသွားမှာဖြစ်ပါတယ်အားကြောင့်မလို့ဒီနေ့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်လေးကတော့ဒီလောက်ပါပဲအဆုံးထိဝင်ရောက်ရှုပြကြရဲပရိသတ်တယောက်ချင်းတိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမတိုင်းလာကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့တိုင်းလာဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူကိုဆွဲပါ